တိတ်ကအပြည့်အသိယူပါနော်ဟိုတော့အဲကျောင်းဆုံးတာတကယ်တိတ်တိတ်သိယူပါနော်โอเคသိသွားတယ်ငါကြီးအဖြေရတာโอเคအချင်းဖို့တော့ရိုးရမစီတာကလေးဆောရပြပါဆောပလလူစဆုလီတာโอเคជីစာကျဲပါသေးတယ်ជីစာကျဲက1ပိတ်စီနားပါနော်ជីစာကျဲ1ပိတ်စီဟဲရောကျဲကဖြာပြောက်စီဟဲရောကျဲအဖျားကျစီ ဖြေရအဖြေက3အိုးခြာရဲဒီမှာတော့ဒီကနေ့လူလောကအမချွန်ဆောင်းပူတာကျွန်တော်မဆောင်းအစီကိုအဲ့တော့လို့အမေကအများကြီးတောက်လို့အဲ့ဒါကြောင့်အိမ်ကနေတဲ့ဆေးကိုတောက်ခဲ့ပါတယ်တဲ့ဆေးကိုတောက်ပြီးတဲ့နောက်မှာစက်တိုက်ပိုက်ကတော့တဲ့နာလီနဲ့ဆေးကိုသွားဖို့လုပ်ပါတယ်တဲ့အဖြေကတော့ပထနာပိုက်နာတယ်ကမချင်ချောင်းဆိုးတယ်မျက်လုံးနာတယ်ခြေထောက်ကထိခိုက်သွားတယ်အဲဆိုရင်အဖေကပေါ်သွားနော်โอเคပါโอเคကဲနောက်တော့လေးဟုတ်ပြီနောက်ပါလေးသွားမယ်ယူဂျီဟိုရှိကဇာကူဆာဆွေးတာယူဂျီဝါစေဝဲခဲ့တော့ဘူးဟုတ်နော်စေဝဲအားလုံးအသက်28နှစ်နမ်ဒါဆိုစာရည်ရစုမှုဒါဆို25နှစ်25နှစ်အသက်ကိုရှိတယ်လေဘုံဘယ်နဲ့လဲ